video editor တွေအတွက် client စီကအစိုးမြင် feedback ရတာဟာ video editing လုပ်ရတဲ့အထက်ပိုပင်ပန်းတဲ့စိတ်တန်ရာတစ်ခုဖြစ်သွားတတ်ပါတယ်။ဒါကိုပညာသားပါနဲ့စိတ်မထိခိုက်အောင်ဘယ်လိုကင်တွယ်ရမလဲဆိုတော့ဒီချက်လေးနဲ့ကျွန်တော်ပြောပြပေးခြင်းပါတယ်။အလုံးနဲ့စိတ်ခံစားချက်ကိုခွဲခြားပါ။ဥပမာ client က video ကြည့်ရတစ်မျိုးကြီးပဲလို့ပြောလိုက်တဲ့အခါမှာဒါကျွန်တော်တို့ရဲ့ skill ကိုဝေဖန်နေတယ်လို့ကျွန်တော်တို့ကမတွေးရနဲ့သူ့ရဲ့လိုအပ်ချက်နဲ့မကိုက်ညီသေးဘူးလို့ကျွန်တော်တို့ပြောင်းပြီးတော့တွေးကြည့်ပါ။အဲ့တော့ငါညံ့တာမဟုတ်ဘူးငါတို့ကြားမှာ communication တိစောက်ဖို့လိုအပ်နေတာလို့တွေးရပါ feedback တွေကိုဘာသာပြန်ပါ client အများစုက video editing နဲ့ပတ်သက်တဲ့ဝေါ်ဟာရတွေကိုမသိကြပါဘူးဒါကြောင့်သူတို့ရဲ့အစိုးမြင်စကားတွေရဲ့နောက်ွယ်ကတကယ်အထိပ္ပယ်ကိုကျွန်တော်တို့ရှာဖို့လိုအပ်ပါတယ်ဥပမာဒီနေရာပြင်းစရာကြီးလို့ client ပြောလာတဲ့အချိန်မှာကျွန်တော်တို့ video ရဲ့တန်ဖိုးနှီးနေတာဒါမှမဟုတ် music အပြောင်းလဲ sound effect အပြောင်းလဲလိုနေတာဒါမျိုးဖြစ်နိုင်ခြင်းရှိရလို့ကျွန်တော်တို့ပြောင်းပြီးတော့တွေးကြည့်ပါနောက်တစ်ခုအနေနဲ့အယောင်ကကြည့်ရသိအဆင်မပြေနေဘူးကာလာတမျိုးကြီးဖြစ်နေရလို့ပြောတဲ့အချိန်ကျရင်ကျွန်တော်တို့ကာလာက saturation များနေရလားဒါမှမဟုတ်သူလိုချင်တဲ့ move and tone မရသေးလို့ဖြစ်နေတာလားဆိုတော့ကျွန်တော်ကဘာသာပြန်ပြီးတော့တွေးကြည့်ဖို့လိုပါတယ်မေးခွန်းပြန်မေးပါဘာလို့မကြိုက်တာလဲလို့မေးမဲ့အစား specific ဖြစ်အောင်ပို့ပြီးတော့တိကျအောင်မေးပါဒါကကိုယ့်ဘက်က professional ဆန်ကြောင်းပြသရရောက်တယ်လို့စိတ်တူစရာတွေကိုလည်း short ချပေးပါတယ်ဥပမာအကိုဒီနေရာ music ကြောင့်လားဒါမှမဟုတ် transition ကြောင့်လားဗျာဆိုပြီးတော့ကျွန်တော်တို့ပြန်မေးဖို့လိုပါတယ် okay ဘယ်နှမိနစ်ဘယ်နှစက္ကန့်အပိုင်းကိုပို့ပြီးတော့မြင်စီချင်တာလဲဗျဒါမျိုးတွေကျွန်တော်တို့ client နဲ့တေချာ communicate လုပ်ပြီးတော့မေးတတ်ဖို့လိုပါတယ်လို့ပြောတတ်ပါလေတချို့ feedback တွေက video ပိုဆိုးသွားစေနိုင်မှန်ကိုကသိနေရင်ရင်ကြီးစွာနဲ့ရှင်းပြပေးဖို့လိုပါတယ်ဥပမာအခုပြောတဲ့အတိုင်းလုပ်ပေးလို့ရပါတယ်ဒါပေမဲ့ဒီလိုလုပ်လိုက်ရင် video လေးကကြည့်ရတာတမျိုးဖြစ်သွားနိုင်လို့အရင်တိုင်းလေးကပိုကောင်းမယ်ထင်ပါတယ်ဗျဒါမျိုးလေးပေါ့နော်ဒီလိုမျိုးလေး client ကိုတေချာပြောပြဖို့လိုပါတယ် video ကိုဘယ်လောက်ပဲပြင်ပေးမယ်ဆိုပြီးတော့ကန့်သတ်ထားပါအလုံးမစခင်နဲ့က revision လို့ခေါ်တဲ့ပြင်ဆင်ခွင့်ကိုဘယ်နှချိန်ဆိုတာသတ်မှတ်ထားဖို့လိုပါတယ်ဒါမှအဆုံးမတတ်နိုင်တဲ့ feedback တန်တွေကနေပြီးတော့လွတ်မြောက်နိုင်မှာဖြစ်ပါတယ် client feedback ဆိုတာကိုယ်ကိုတိုက်ခိုက်နေတာမဟုတ်ပါဘူး project ပိုကောင်းအောင်ပေါင်းစပ်ညှိနှိုင်းနေတာဖြစ်ပါတယ်